ဒီနေ့တော့ကျွန်တော်ပိန်နေသည်နဲ့ဝတ်သားနဲ့ချက်ပြပြီးတော့မှာပါရှမ်းကောင်းတဲ့ဟင်းတစ်ခွက်ပါဝတ်သားမစားရလို့အမဲသားနဲ့ချက်လို့ရပါတယ်ရင်သုံးစီတက်ပါမယ်ဆွနေမုတ်ထည့်မယ်ပြီးတော့ချက်သွန်နေထည့်ပြီးတော့ကျွန်တော်စီတက်ပါမယ်ဒီလိုရွှေအောင်တန်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေညူသီစိမ်းထည့်တယ်ပေါ့နော်ညူသီစိမ်းထောင်ပြီးသားထည့်ပါတယ်ပြီးရင်ကျွန်တော်ခွဲကြံလေးနည်းနည်းထည့်ပါတယ်အဲ့ခုစီတက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ခုနကဝတ်သားကိုရင်ထည့်ပါတယ်ဝတ်သားကို3ထပ်သား3ရင်ရန်ကောင်းပါတယ်ကျွန်တော်ကတော့ဝတ်ချောက်သား3ထားပါတယ်ဝတ်သားမစားတဲ့လူကအမဲသား3လို့ရပါတယ်ဒါကတော့ကျွန်တော်တို့ညများရေးထည့်တာပါပြီးရင်ရှင်နေနေလေးထည့်မယ်အဲ့ဒီလေးနည်းနည်းလေးချက်ပြီးစုကမှဒီပိန်နေသည်ထည့်တာပါဘာကြောင့်လဲဆိုတော့ဝတ်သားအနံ့အရန်ပြင်းမှာဆိုလို့ပါကျွန်တော်ပိန်နေသည်ထည့်ပြီးတဲ့အခါမှာလည်းဒီရေထည့်ရပါတယ်ပြီးရင်ကျွန်တော်တို့ချက်သားမှုထည့်ပါမယ်ရတာအတွက်ကိုချက်သားမှုထည့်ပါတယ်ပြီးရင်ကျွန်တော်တို့ရေတစ်ခွက်ထည့်ပြီးတော့ဖုံအုပ်ပြီးတော့ချက်ထားပါမယ်ဒါကတော့ကျွန်တော်တို့ဖုံအုပ်ပြီးတော့ချက်မှာပါကျွန်တော်ဒီဝတ်သားနဲ့ပိန်နေသည်ကိုချက်တာရေ၄ခွက်လောက်ချက်ရပါတယ်ရေ၄ခွက်လောက်တစ်ခွက်ပြီးတစ်ခွက်ပေါ့နော်တစ်ခွက်ထည့်လိုက်ခံဝလိုက်နောက်တစ်ခွက်ထည့်လိုက်အုပ်ပြီးချက်လိုက်ခံဝလိုက်နဲ့ကျွန်တော်၄ခေါက်တိကျွန်တော်ရေထည့်ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဝယ်လာတဲ့ပိန်နေသည်ကအရင်ဖြစ်လို့ပါဒီပေါ့နော်လိုက်ချက်မယ်ဆိုလို့ရှိရင်တော့ပိန်နေသည်နည်းနည်းလေးနူတာနဲ့ချက်ရင်ပို့အဆင်ပြေပါတယ်ပို့လဲစားလို့ကောင်းပါတယ်ကျွန်တော်ကတော့ပိန်နေသည်နည်းနည်းလေးရှင်းသွားတဲ့အတွက်ကိုရေ၄ခေါက်လောက်ချက်လိုက်ရပါတယ်ရေ၄ခွက်နဲ့၄ခါလောက်ချက်လိုက်ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့တွေနောက်ဆုံးနှုတ်တဲ့အချိန်မှာဒီစူပူရွက်ကိုကျွန်တော်တို့ခတ်ပါတယ်စူပူရွက်မကြိုက်တဲ့လူတွေကတော့မထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့စူပူရွက်လေးနဲ့ပို့ကြိုက်ပါတယ်ပိန်လေဒီနဲ့ဝတ်သားနဲ့ချက်စူပူရွက်ထည့်ရတာကအရန်အရာသားရှိပြီးရန်စားကောင်းပါတယ်ဝတ်သားလည်းလုံးဝအီးဆက်နေရပဲပေါ့နော်ဒါကတော့ကျွန်တော်တို့ရပါပြီရီလေးခေါက်လောက်နဲ့ချက်လိုက်ရတဲ့ပိန်လေဒီနဲ့ဝတ်သားဟင်းမှာအရန်လေးစားကောင်းတယ်လို့အရန်လေးဆက်ပြီးတော့လုံးဝထိမိခွေ့ညာပါပဲခင်ဗျာချက်စားကြည့်ကြပါကြည့်စုပါ